ကဲဒါကတော့ရေတန်းပိုးဘယ်နှပိုးတည်နိုင်လဲဆိုတာပေါ့နော်တူကြည့်လိုက်ရအောင်ဒါ4ပိုးဖြစ်ပါတယ်နော်5 6 8 9 10 11 ပိုးတောင်တည်သွားပါဖြစ်ပါတယ်နော်ဒါအလုပ်တစ်ခုပေါ်ဘယ်လောက်ထိကျွမ်းကျင်လဲဆိုတော့ပြလိုက်တာပေါ့နော်တော်တော်လေးလေးချိန်ပြီးမယ်လို့များမယ်လို့ထင်တယ်ပေါ့နော်12ပိုးဆိုတာမတူရဲစရာပဲနော်ဒီနောက်ဆုံးတစ်ပိုးက okay oh shit ဒါပါပဲเนาะအလုပ်တခုဘယ်လောက်ထိကျွမ်းကျင်လဲဆိုတော့တတိပြသွားပဲเนาะကဲဒါတော့ဒီစပုံမလက်ရာဘယ်လောက်ထိစကီချမ်းလဲဆိုတော့တူကြည့်မယ်ပေါ့เนาะဘယ်လောက်ထိပါနိုင်လဲဆိုတော့ပြမှာလားတော့မသိဘူးเนาะဒါ okay okay တွေ့ပါတယ်ရှောင်းကြည့်ဘေးကတော့မြင်လို့ထင်တယ်ပေါ့နော်မဲတော့စွရင်စိတ်တွေပြင်းနေကြည်နေရပေါ့နော်okay ကြိုးစားလုပ်ပြီးမယ်ဘာညာပေါ့နော်ဟုတ်ပြီတစ်နဲ့3 oh shit စောင်းရန်လေးစားတော့ပြီနော် okay ဒါလည်းကောင်းတယ်ပေါ့နော်စကီချမ်းတယ်